ဇလန်းလေးရဲ့အစမှာမောင်စောဟာပရင်ပေါက်ကနေတဆင့်သစိမ်းတယောက်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီသူကတော့ဘေးအင်ကစုစုကိုဆေးလာကုပေးတဲ့ဆရာဝန်ပါ။စုစုဟာယောဂတစ်ခုကိုခံစားနေရပြီးမကြာခဏအော်ဟစ်နေတတ်ပါတယ်။နောက်တစ်နေ့မှာတော့မောင်စောတွေးလိုက်ရတာကထူးဆန်းတဲ့အပေါက်တွေပြည့်နေတဲ့စုစုလေးရဲ့လက်မောင်းကိုပါ။စုစုကသူ့ကိုတစုံတစ်ခုလက်ညှိုးထိုးညွှန်ပြနေပေမဲ့မောင်စောကတော့သတိမထားမိခဲ့ပါဘူး။အဲ့ဒီအပေါက်တွေကိုမြင်ပြီးမောင်စောဟာငယ်စဉ်ကသူ့ရဲ့အဖိုးဦးမြရဲ့ပုံပြက်ပန်းပြက်ထူးဆန်းတဲ့ဝေဒနာခံစားနေရပုံတွေကိုပြန်တွေးမိနေပါတယ်။ဦးမြရဲ့ရင်ဘက်ကအပေါက်ကြီးကကြီးလွန်းလို့နံရိုးတွေကိုပါမြင်နေရပါတယ်။နောက်တစ်နေ့မှာတော့မောင်စောဟာတငယ်ချင်းကြော်ကြော်ကိုစွစွရဲ့ထူးဆန်းတဲ့ယောဂအကြောင်းပြောပြနေပါတယ်။ကြော်ကြော်ကတော့အမြင်မှားတာနေမှာပါဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကြော်ကြော်ဟာမောင်စောအိမ်ကိုအလဲလာခဲ့ပြီးသူသိခဲ့ရတဲ့စွစွရဲ့ယောဂအကြောင်းကိုပြောပြခဲ့ပါတယ်။တကယ်တော့ကြော်ကြော်ရဲ့အမေဟာတားဖွားဆရာဝန်တယောက်ဖြစ်ပြီးစွစွကိုမွေးပေးခဲ့တာပါ။စွစွလေးဟာမွေးလာတဲ့ကငိုလဲမငိုသလိုလုံးဝအသက်ရှူသံမကြားရတာကြောင့်အားလုံးကအသက်မရှိဘူးလို့ထင်ထားခဲ့ပေမဲ့နောက်တစ်နေ့မှာတော့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အပေါက်လေးတွေပေါ်လာခဲ့ပြီးအဲ့ဒီအပေါက်တွေကနေအသက်ရှူနေတာပါအဲ့ဒီနောက်မှာတော့ကြော်ကြော်ဟာအခန်းတွင်းကစာအုပ်တွေကိုစက်ဆူရင်ဒီအခန်းဟာအရင်ကဦးမြနေခဲ့တဲ့အခန်းဆိုတာသတိထားမိသွားပါတယ်အခန်းထဲကစာအုပ်စင်မှာတော့စာအုပ်တအုပ်ကိုတွေးခဲ့ပြီးအဲ့ဒါဟာဦးမြရဲ့ဒဏ်ရာကြီးပါစာအုပ်ထဲမှာတော့ဦးမြဟာအစိမ်းရင်အောင်ကြောက်စိမ်းရုပ်ထုတစ်ခုကိုကောက်ရခဲ့ပုံနဲ့သူဟာအဲ့ဒီကြောက်စိမ်းကိုတပြေးပြေးဆွဲလန်းလာခဲ့ကြောင်းရေးထားပါတယ်နောက်10ရက်ကြာတဲ့အခါမှာတော့သူဟာခိုက်ခိုက်တုံအောင်ချမ်းနေပြီးတိတ်မကြခင်မှာပဲထူးဆန်းတဲ့အပေါက်လေးတွေဟာခန္ဓာကိုယ်အနှံ့မှာပေါ်လာခဲ့ပါတယ်ဆရာဝန်တယောက်ဟာလည်းမဖိတ်ခေါ်ပဲဆေးလာကူပေးခဲ့ကြောင်းရေးသားထားပါသေးတယ်အပေါက်တွေဟာတပြေးပြေးကြီးလာပြီးအသက်ရှူလိုက်တိုင်းမှာအပေါက်တွေကလေတွေပြန်ထွက်နေပါတယ်အဲ့ဒီနောက်မှာတော့အစိမ်းရောင်အင်ဆက်တွေဟာကြောကုန်းအပေါက်ကနေဝင်ပြီးခန္ဓာကိုယ်အနှံ့ကိုရှောက်သွားနေကြပါတယ်။ဦးမြရဲ့ခန္ဓာကိုယ်ဟာဒီအင်ဆက်တွေအတွက်တော့အတိုက်အုံတစ်ခုလိုဖြစ်နေခဲ့တာပါ။ဦးမြမှာလည်းအပေါက်တွေဟာနေရာလုံးမရှိဖြစ်လာခဲ့ပြီးဒါဟာကျိန်စာတစ်ခုဆိုတာသူသတိထားမိသွားပါတယ်။ဒီနောက်တော့ဦးမြဟာပရင်ပေါက်ကနေပဲခွန်အားကုန်တုံးပြီးကြောက်စိမ်းရုပ်ထုကိုလွတ်ပစ်လိုက်ပါတယ်။ဒီအချိန်မှာတော့မောင်စောကလည်းစုစုလေးကကျိန်စာတင့်နေတာဖြစ်နိုင်ကြောင်းပြောပြရင်ပရင်ပေါက်မှာရက်နေတဲ့စုစုလေးကိုတွေးလိုက်ပါတယ်။နောက်တစ်ချိန်ပဲတစုံတစ်ခုကိုလက်ညှိုးထိုးညွှန်ပြနေတာပါ။ရုတ်တရက်ထူးဆန်းတဲ့ဆရာဝန်ဟာစုစုတို့အိမ်ကိုရောက်လာခဲ့ပြန်ပါတယ်။မောင်စောကတော့ဒီလူဟာသူငယ်ငယ်ကဦးမြကိုကုပေးခဲ့မှုတဲ့ဆရာဝန်နဲ့တူတယ်လို့တွေးနေခဲ့ပါတယ်။မောင်စောဟာစုစုလေးပြန်ကောင်းလာဖို့အတွက်ကြောက်စိမ်းလုံးကိုပြန်သွားရှာဖို့တွေးနေတော့မှပဲတစုံတစ်ယောက်ကတော့လာပြီးကောက်သွားခဲ့ပါပြီ။နောက်တစ်နေ့မှာတော့တိုင်ဖုန်းမုန်တိုင်းကြောင့်မောင်စောစားလုံးနေတော့မီးပြတ်သွားခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပရင်ပေါက်အပြင်ဘက်ကနေထူးရိုက်တန်တစ်ခုကိုကြားခဲ့ရပြီးမောင်စောမြင်လိုက်ရတာကတော့တကိုယ်လုံးအပေါက်တွေပြည့်နေတဲ့ကြော်ကြော်ပါ။အဲဒီနောက်ကြော်ကြော်ဟာကြောက်စိမ်းကိုသူသွားရှာခဲ့ကြောင်းနဲ့ကျိန်စာကိုသူမယုံခဲ့ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဒါဟာတကယ်ဖြစ်ခဲ့ပြီအခုဆိုသူ့တကိုယ်လုံးအပေါက်တွေပြည့်နေခဲ့ပါပြီထူးဆန်းတဲ့ဆရာဝန်ကလည်းကျိန်စာစောင့်ကြည့်သူဖြစ်ပြီးကြောက်စိမ်းပိုင်ဆိုင်ထားတဲ့သူတည်တဲ့အထိလိုက်နေမှာပါနောက်တစ်နေ့မှာတော့မြေဘေးမှာပုံပြက်ပန်းပြက်တေဆုံးနေတဲ့ကြော်ကြော်ရဲ့အလောင်းကိုတွေ့ခဲ့ရပြီးကြောက်စိမ်းကိုတော့ဘယ်ရောက်သွားလဲမသိရပါဘူးအန်အောဖို့ကောင်းတာတစ်ခုကတေလူဆက်ဆက်ဖြစ်နေတဲ့စုစုလေးဟာတော့ကျိန်စာကနေလွတ်မြောက်ခဲ့ပြီးအကောင်းပကတိပြန်ဖြစ်ခဲ့ပါတယ်